မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးမင်္ဂလာပါ18ရက်5လ2025တနင်္ဂနွေနေ့တိုင်းတာတွေ့ရှိချက်ကလေးတွေကိုမိတ်ဆွေများအားလုံးကိုတင်ပြပေးခြင်းဖြစ်ပါတယ်18ရက်နေ့တော့လီဘီယာနဲ့ဆဲလေးစတင်ဖြစ်ပေါ်နေပါတယ်လီဘီယာနဲ့ဆဲလေးရဆိုရင်တော့ဖြင့်တဖြည်းဖြည်းနဲ့အိန္ဒိယကမ်းခြေနားမှာဒါပြင်မဲ့အနေထားလေးပါခင်ဗျာကိုလိုရှိအနေထားလေးဖြစ်ပါတယ်ပင်္ဂလားပင်လယ်ရှုပ်ထွေးမှုနဲ့အတူဖြစ်လာမဲ့အခြေအနေလေးတွေကတော့ကျွန်တော်တို့ခမန်းကြီးကတော့29 28 29ရက်ဒီမှာမြန်မာကံရိုးတန်းအနေထားတွေမှာစောင့်ကြည့်ရမယ့်အနေထားလေးတွေဖြစ်ပါတယ်လေကြီးမိုးကြီးရေကြီးနိုင်တဲ့အနေထားလို့ကျွန်တော်တို့သတ်မှတ်ထားပါတယ်ဒါကြောင့်မို့မြန်မာပင်လယ်ပြင်ကမ်းခြေနဲ့